အချင်းဆိုတာတခါတလေမှာတကယ်ကိုထူးဆန်းပါတယ်လူတယောက်ရဲ့ခံစားချက်ပေါ်မူတည်ပြီးအချင်းရဲ့အသွားအလာဟာအမျိုးမျိုးပြောင်းလဲပြီးတတ်ပါတာပါမင်းတစုံတစ်ခုကိုစောင့်ဆိုင်နေရတဲ့အခါအချင်းဟာအယမ်းကိုနှေးကွေးနေတတ်တယ်ဒါပေမဲ့မင်းနောက်ကျနေတဲ့အချိန်မှာတော့အချင်းဟာမြန်လွန်းလို့အမိလိုက်လို့တော့မရတော့ဘူးဝမ်းနေနေအချင်းကကြောက်စရာကောက်ပြီးပျော်ရွှင်နေရင်တော့အချိန်ကတိုးတောင်းလွန်းလာပါတယ်တကယ်တော့အချိန်ဆိုတာနာယီဘော်ကစက္ကန့်တန်တွေနဲ့တိုင်းတာရတာမဟုတ်ပါဘူးမင်းရဲ့နှလုံးသားကခံစားချက်တွေနဲ့ပဲတိုင်းတာရတာပါဒါကြောင့်မင်းရဲ့အချိန်တွေကိုအမြဲတမ်းပျော်ရွှင်အေးချမ်းတဲ့အချိန်တွေဖြစ်အောင်ပဲရွေးချယ်လိုက်ပါမင်းဟာတပားသူတွေရဲ့နောက်မှာကြံနေတာမဟုတ်ပါဘူးဘဝဆိုတာပြိုင်ပွဲတစ်ခုမဟုတ်ဘူးအတွေ့အကြုံတွေစုဆောင်းရတဲ့ခရီးစဉ်တစ်ခုပါပန်းတွေတောင်မှတပွင့်နဲ့တပွင့်ပွင့်နေတဲ့ချိန်ရင်မတူကြဘူးမလားကိုဖီးအားတွေမပေးပါနဲ့မင်းဟာမင်းထင်ထားတာတဲ့ပိုပြီးတော်နေပါပြီကိုအတိအမှတ်ပြုပေးဖို့မမေ့ပါဘူးနော်